ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါကျွန်တော်ရဲ့တူတောက်အောင်ခြေကိုချစ်မှများအားလုံးနော်မနေ့ပြန်ကျွန်တော်တို့က14ရက်9လ2026เนาะအင်္ဂါနေ့ကိုပြန်လည်ပြီးတော့ရောက်ရှိလို့လာပါပြီအင်္ဂါနေ့နေကုန်စားเนาะအချိန်လေးတွေမိတ်ကွက်ကလေးတွေပတ်သီးလေးတွေထပ်မှန်ပြီးတော့လာတင်ပေးတာဖြစ်ပါတယ်အားလုံးပဲဒီဗီဒီယိုဖိုင်လေးကိုပြီးဆုံးနိုင်အောင်ကြည့်ပေးပါเนาะကဲကျွန်တော်ရဲ့ခြေကိုချစ်မှများအားလုံးเนาะဒီနေ့တနင်္လာနေ့အဖွင့်နေမှာတော့เนาะကျွန်တော်တို့ပရိသမားတွေဆိုရင်လည်းနှစ်ပတ်သီး3ည2သီးစားเนาะမိန်ကွက်ပဲအားလုံးပဲရကြလိမ့်မယ်ပြီးတော့ဇာတုသမားတွေဆိုရင်လည်းเนาะကျွန်တော်ရဲ့အကိုတွေမတွေအားလုံးပဲကျွန်တော်ဇာတု4 3ည3ဇာတုထုတ်ထားတာဒီနေ့4ရော3ညရောဆင်းနေ3တလုံးပဲဇာတုကြံမယ်เนาะဒါဇာတုသမားတွေဆိုရင်လည်း2သီးစား3သီးစားရတယ်เนาะနောက်ပြီးတော့ကျွန်တော်စီမှာဗုဒ္ဓဘုမကျော်အာမခံမွေးခွက်ယူထားတဲ့เนาะချစ်ကိုချစ်မတွေဆိုလို့ရှိရင်လေเนาะကဲဒီနေ့ကျွန်တော်တို့3ညနှစ်မိန်ကွက်เนาะကဲဗုဒ္ဓဘုလုံးဝမကျော်ဘူးရှယ်ဆိုမှရှယ်เนาะအထူးရှယ်မွေးကွက်ထွက်သွားပါပြီကဲဒါကြောင့်မို့เนาะကျွန်တော်ရဲ့ချစ်ကိုချစ်မတွေအားလုံးဒီနေ့ကတော့အဖွင့်နေလေးမှာတင်မယ်အဖွဲ့ဝင်တွေကိုပရိသမားတွေကိုအားလုံးပဲအဆင်ပြေတယ်โอเคတယ်တွေ့တူပြောစရာမလိုပါဘူးเนาะကဲဒါကြောင့်မနေ့ပြန်14ရက်နေ့နေကုန်သားကျွန်တော်အကြိုက်တွေ့တာလေးတွေကိုထပ်မှန်ပြီးတော့လာတင်ပေးတာဖြစ်ပါတယ်အကြိုက်တွေ့ရင် like ဆော့ပါကဲ Facebook ကညီကိုမောင်နှမတွေဒီပြောပိုင်းကိုမြင်ပြီးတွေ့ပြီဆိုရင်ပုံမှန်တိုင်းလေးပဲတယောက်မြင်တယောက် share နှစ်ယောက်မြင်နှစ်ယောက် share like လက်မှအသေးလေးတွေနှိပ်ပေးထားပါ share မှု share အားလေးနဲ့ကူညီပေးပါကျွန်တော်တင်တဲ့ဗီဒီယိုပိုင်းလေးတွေကိုနေ့စဉ်နဲ့မြင်မြင်တွေ့ကျင်နေဆိုရင်ကျွန်တော်ရဲ့ page ကို follow လေးတွေနှိပ်ခဲ့ဖို့မမေ့ကြပါနဲ့เนาะကဲဒါဆိုလို့ရှိရင်မနေ့ပြန်ကျွန်တော်တို့14ရက်နေ့အင်္ဂါနေ့နေကုန်စားမှာ1ချိန်အနေနဲ့ဆိုလို့ရှိရင်4-9အချိန်ပဲဖြစ်ပါတယ်เนาะ4နဲ့ပတ်သက်တဲ့ main ကွက်ကလေးတွေဆိုရင်မနေ့ပြန်မှာကျွန်တော်တို့40 45 46 43เนาะဒါ4နဲ့ပတ်သက်တဲ့ main ကွက်ပါ40 45 46 43မှာဒါ4နဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွက်ပါ9နဲ့ပတ်သက်တာဆိုရင်တော့90 95 96 93ပါเนาะ9နဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွက်ပါ90 95 96 93ပါဒါ9နဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွက်ပါကျွန်တော်တို့ပေးတဲ့ main ကွက်ကလေးတွေမကြိုက်လို့ကိုလုံးမိုင်ကိုကြီးရလို့တွဲဆော့ခြင်းနဲ့ကတ်ဆော့ခြင်းနဲ့ဆိုရင်လည်းကျွန်တော်တို့အင်္ဂါနေ့နေကုန်သားမှာအားကောင်းဆုံး1ချိန်သည်4-9အချိန်ဖြစ်တယ်အဓိကပတ်တိကိုဦးစားပေးဆိုတဲ့ချစ်ကိုချစ်မတွေအားလုံးပဲเนาะအင်္ဂါနေ့နေကုန်သားမှာအားကောင်းဆုံးပတ်တိသည်4ပတ်တိ9ပတ်တိအားအကောင်းဆုံးဖြစ်ပါတယ်အကြိုက်တွင်လိုက်ဆော့ပါစေတနာနဲ့တင်ပေးတာပြလို့ပေါက်လို့ရလို့လဲဘာမှပေးစရာမလိုပါဘူးเนาะနောက်တစ်ခု line ပေါ်မှာเนาะကျွန်တော်နာမည်နဲ့เนาะပေါက်ပေးတွေခေါ်ပေးနေပါတယ်အထူးပဲเนาะအတူပါတတိပြုပါကဲခုလိုကြည့်ရှုပေးတာအတူတူပဲကျေးဇူးတင်တယ်မနက်ပြန်အင်္ဂါနေ့မှာလည်းထပ်မံပြီးတော့ကံကောင်းကြပါစေထပ်မံပြီးတော့ရကြပါစေဗျเนาะ